များစဉ်းစားကြည့်လူတစ်ယောက်နဲ့တစ်ယောက်မကျေနပ်ရင်တစ်ယောက်ချင်းချကြလေဗျာအဲ့ဒါဆို interpersonal conflict လို့ခေါ်တဲ့ပုဂ္ဂိုလ်ရေးပြိပခအဆင့်မှာပဲရှိမှာအဲ့ဒီအဆင့်မှာငါလုံရက်ကငါမှာတာဝန်ရှိရဆိုတဲ့အသိစိတ်ကရှိသေးတယ်ဒါပေမဲ့အဲ့ဒီအဆင့်ကိုကျော်သွားပြီးအုပ်စုချင်းချတဲ့ intergroup conflict အဆင့်ကိုရောက်သွားရင်ကြတော့တာဝန်ခံမှုကအုပ်စုဝင်တိုင်းပေါ်မှာပြန့်ကျဲသွားမှာဖြစ်တဲ့အတွက်ပို့ပြီးရဆက်ဆက်လုပ်ရဲတာလေလူတစ်ယောက်ကငါအဖွဲ့အစည်းအတွက်ဆိုတဲ့အကြောင်းပြချက်ကိုရသွားရင်သူကျိုးလို့တမရက်ဆက်မှုတိုင်းကသူရဲကောင်းစံနဲ့လုပ်ရဲလို့အမတ်မှားတတ်တယ်အဲ့ဒါကလူမဆန်မှုတွေရဲ့လမ်းစာဒီကွန်ဆပ်မှန်ကန်ကြောင်းကိုလူသမိုင်းကြောင်းမှာအကြိမ်ကြိမ်တက်တည်ပြခဲ့ပြီးသားဖြစ်လို့အငင်းပွားစရာတော့ရှိမယ်မထင်ဘူးဒါပေမဲ့ဒါကိုသိပ္ပံနည်းကျစမ်းသပ်ကြည့်ရင်ဘလို့ရလတ်မျိုးတွေထွက်လာနိုင်တယ်2011ခုနှစ်တုန်းက Harvard University ရဲ့စိတ်ပညာပါမောက္ခဒေါက်တာမင်နာစီခါရာကသူမရဲ့စမ်းသပ်မှုတွေထဲကအကျော်ကြားဆုံးစမ်းသပ်မှုဖြစ်တဲ့ Ask versus Them experiment ကိုဦးဆောင်ပြုလုပ်နိုင်ခဲ့တယ်ဒီ experiment ထူးခြားချက်ကတော့စီခါရာက neuroscience ကျွမ်းကျင်သူပြီးအခြား psychological experiment နဲ့မတူတဲ့ fMRI လို့ခေါ်တဲ့ functional magnetic resonance imaging ကိုအဓိကထားအသုံးပြုသွားတာပဲဒီနေရာမှာ fMRI အကြောင်းကိုနည်းနည်းထည့်ရှင်းပြရရင်ကျွန်တော်တို့အုံနောက်ထဲကအစိတ်ပိုင်းတွေကသူ့တာဝန်နဲ့သူအလုပ်လုပ်နေကြတာဗျခမားကအကြောင်းကိစ္စတစ်ခုကိုရုပ်တိကျကျစဉ်းစားသုံးသပ်နေမယ်ဆိုရင်ခမားရဲ့နှစ်ဖူးနောက်က prefrontal cortex ကအဓိကအလုပ်လုပ်နေပြီးအတိတ်ကအသေးကွဲခဲ့မှုတဲ့ဇလန်တစ်ပုတ်အကြောင်းပြန်သတိရနေမယ်ဆိုရင်တော့အုံနောက်ရဲ့မှတ်ဉာဏ်ဌာန hippocampus စိတ်ခံစားချက်ဌာန amygdala နဲ့နာကျင်မှုတွေကိုတုံ့ပြန်တဲ့ anterior cingulate cortex ACC တို့ကသူ့တာဝန်သူထမ်းဆောင်နေလိမ့်မယ်။အုံနောက်ရဲ့အစိတ်ပိုင်းတစ်ခုအလုပ်လုပ်ပြီးဆိုရင်အဲ့ဒီနေရာကအောက်ဆီဂျင်နဲ့ energy ပိုလိုအပ်လာတတ်တယ်။အဲ့ဒီအခါမှာခန္ဓာကိုယ်ကအောက်ဆီဂျင်ပါတဲ့သွေးတွေကိုအဲ့ဒီနေရာစီပို့ပြီးပို့ပေးရတယ်။ fMRI စက်ကအဲ့ဒီသွေးစီးဆင်းမှုအပြောင်းအလဲကိုအလွန်အားကောင်းတဲ့တန်လိုက်စက်ကွင်း magnetic field နဲ့တိုင်းတာအရင်ဆုံးစက်ကွင်းပေါ်မှာအုံနောက်ရဲ့ပုံမှန်သဏ္ဍာန်ကိုဓာတ်မှန်ရိုက်တယ်လို့အဖြူမဲပုံရိပ်နဲ့ပြပေးထားပြီးသွေးစီးဆင်းမှုများတဲ့နေရာတွေမှာအဝါရောင်အနီရောင်အယောင်တောက်တွေနဲ့အပေါ်ကနေထပ်ပုံဖော်ပေးတာမျိုးမီနစီကာရာရဲ့ Ask versus Them experiment အတွက်တမိုင်းကြောင်းရန်ညိုးတွေနဲ့အတူ American baseball လောကရဲ့အခါအသီးဆုံးပြိုင်ပွဲနှစ်သင်းဖြစ်တဲ့ Boston Red Sox နဲ့ New York Yankees baseball အသင်းတွေရဲ့အမာခံပရိသတ်9ဦးစီရွေးချယ်ခဲ့အသက်18နှစ်ကနေ32နှစ်အတွင်းလူငယ်တွေကိုပဲရွေးခေါ်တာဖြစ်ပြီးအများစုက23နှစ်ဝန်းကျင်အသက်အရွယ်အပြင်အသက်ကြွဆုံးနဲ့အုပ်စုဆွဲစိတ်သက်အပြင်းထန်ဆုံးအရွယ်တွေပေါ့ဗျာဂျန်တာခေါ်ချမှုကြောင့်အပြောင်းလဲရှိမရှိကိုပါစမ်းသပ်နိုင်ဖို့ participant 18ဦးထဲမှာအမျိုးသမီး10ဦးကိုပါထည့်ခေါ်ခဲ့ participant တဦးချင်းစီကို fMRI ထဲမှာထည့်ထားပြီး10စက္ကန့်သာဗီဒီယိုအတိုလေးတွေကိုဖွင့်ပြတယ်ဗီဒီယိုတွေကို 3:2 အောက်ကန်းပုံစံနဲ့စီစဉ်ထားတာဆိုလိုတာကိုအားပေးတဲ့အသင်းပြိုင်ဘက်အသင်းနဲ့ natural အသင်းလို့ခေါ်တဲ့အခြားအသင်းတစ်သင်းစသဖြင့်တင်း3ခုရွေးထားပြီးအောက်ကန်းအနေနဲ့နိုင်ပွဲရောရှုံးတဲ့ပွဲကိုပါထည့်ပြပေးဒီပွဲအခြေအနေ6မျိုးအတွက်10စက္ကန့်စာဗီဒီယို24ခုစီစဉ်ထားပြီးစုစုပေါင်းဗီဒီယိုကလစ်144ခုစာပြသခဲ့အကျဉ်းရအများကြီးပြသရတဲ့ရွေချက်ကတော့ fMRI ထဲမှာအုံနောက်ရဲ့တုံ့ပြန်မှုကိုတိကျတဲ့ပြမျှတန်ဖို့ average signal ရအောင်တွက်ချက်နိုင်ဖို့အတွက်ပဲဒီစမ်းသပ်မှုကတွေ့ရှိခဲ့တဲ့ရလဒ်ကတော့ပြိုင်ဘက်အသင်းရှုံးတဲ့အချိန်တိုင်းအုံနောက်ရဲ့ဆုလက်ဌာန reward center ဖြစ်တဲ့ ventral CRN ကနေလင်းလက်တောက်ပလာပြီးအပြင်းထန်တက်ကြွလာတာကိုတွေ့ရတယ်ဒီအချိန်တွေကကိုယ်အသင်းနိုင်တဲ့အချိန်မှာတွေ့ရတဲ့တက်ကြွမှုနဲ့ထပ်တူနီးပါတူညီနေတယ်ဒါကရန်သူရှုံးတာကကိုနိုင်တာနဲ့အတူတူပဲလို့အုံနောက်ကသတ်မှတ်လိုက်တဲ့သဘောမျိုးပဲစမ်းသပ်မှုကဒီအစ်နဲ့တည်းမပြီးသေးဘူးပြိုင်ဘက်အသင်းရှုံးတဲ့အချိန်မှာ ventral CRN နေရာမှာသူများတွေတက်ပို့ပြီးလင်းလက်တောက်ပနေတဲ့သူတွေကိုတီးတန့် interview ထပ်လုပ်ကြည့်တယ်အဲ့ဒီမှာ Schadenfreude ရဲ့ end ရဲ့အကြီးဆုံးအဆင့်ကိုတွတ်တွေ့တော့တာအဲ့ဒီအရှင်မှာ Schadenfreude ရဲ့တုံ့ပြန်မှုကကြိတ်ပျော်တဲ့အဖြစ်တင်မဟုတ်တော့ပဲတစ်ဖက်အုပ်စုဝင်တွေကိုထိခိုက်အောင်လုပ်ဖို့ရန်ပြုဖို့အထိပါတွန်းအားတွေပေးနေပြီ Schadenfreude ရဲ့ခံစားမှုနှုန်းပုံမြင့်လေလေတစ်ဖက်လူကိုထိလက်ရောက်ရန်ပြုခြင်းစိတ်ကပုံများလိမ့်မယ်ဘာလို့လဲဆိုတော့လူတစ်ယောက်ကိုရန်သူလို့မြင်သွားရင်ကိုချင်းစာတရားကမထားတတ်တော့ဘူးတရားမှုတိုင်းကပြောင်းပြန်တွေဖြစ်ကုန်ပြီးသူ့ရဲ့နာကျင်ထိခိုက်မှုတိုင်းကကိုယ့်အတွက်ပျော်ရွှင်ဝမ်းမြောက်စရာတွေကြီးဖြစ်ကုန်တတ်တယ်ပိုဆိုတာကဒီပြဿနာကတိုးတယောက်ချင်းဖြစ်တဲ့ interpersonal conflict ကနေအုပ်စုချင်းဖြစ်တဲ့ intergroup conflict အဆင့်ကိုရောက်သွားရင်ကိုကျွလွန်သမျှက moral disagreement လို့ခေါ်တဲ့ကိုချင်းတရားဆိုင်ရာကင်းလွတ်ခွင့်ရှိရလို့မှားယွင်းယူဆမိတတ်တယ်ဒါကကိုကျွလွန်သမျှရက်စက်မှုတိုင်းကိုလူမဆန်မှု dehumanization လို့မမြင်တော့ပဲသူရဲကောင်းစိတ်တဲ့ heroism လို့ပြောင်းမြင်သွားတာမျိုးဒါက Schadenfreude ရဲ့ end ရဲ့အကြီးဆုံးအဆင့်လူတစ်ယောက်ကအသားပဲဖြူအသားပဲမဲMan U fan ပဲဖြစ်ဖြစ် Arsenal fan ပဲဖြစ်ဖြစ်သူ့ဟာသူ rock ပဲကြိုက် rap ပဲကြိုက်လူကလူပဲလေခမားအရန်ချစ်လာပါ ਈ ဆိုရဲခမားတငယ်ချင်းနဲ့လည်းအတူတူပဲ
ဘာတွေများကွာခြားနေလို့